မယ်ဘယ်ချိန်ညာလက်နော်လာပြီမင်းလည်းနောင်းလေးနော်ဂျင်းတွေ့မယ်နော်အရှင်းလာတော့မယ်ဂျင်းတွေကဒီဘက်နဲ့တူပကားစီလက်ခုပ်တင်စီချဲလုံးပါလားဒီညာညီစိတ်စိတ်နာရီတပြည့်ခွေးနဲ့မှရှင်ပြိုင်ဖို့ခပ်ပဲမျိုးစုံနေဟိုရီွားပြီးစီလို့ချူနေမေနေလာခဲ့အောင်ခွေးညစီရဲ့ဆက်တူတပြားစီဦးတီးသွားလာနေကိုလေးညိုနေမေမကားတော့မဟတော်ဘာဖြစ်လို့တော့မမိုးမဲစဉ်းစားကြည့်လေတရက်ွက်လုံးမှာခအရက်ပုဆုံးဓမတ်ဆူကရက်ရှည်ဆုံးအဲ့ဒါကိုဖောက်နောက်မှထားတယ်ဆိုတော့မကားတော့ဘူးမဟုတ်ပါဘူးသူတို့ကလည်းပြည်တယ်အကုန်စပွန်ဆာပေးတာတော့ငါပြောလို့မရတာပြောလဲရှိမှနေကြညာဟိုမကားတော့ဟတော်ကျမလည်းမကတော့အဲ့လိုမလုပ်ပါနဲ့ရက်ွက်တမဒီလူတွေပဲရှိတာဒီလိုမကဘူးလို့ကောင်းမှာတော့ဘယ်သူရှိမှာတော့ကားပဲတော့အဲ့ဆိုလို့ရှိရင်ဖာစီကိုတစ်ချက်မစိုးခိုင်းနဲ့သူဆိုလိုက်ရင်ကားခွက်တွေမေ့မေ့သွားတာသူတို့ကမန်တက်တရောကြီးငါတို့အဝတ်အစားတွေအကုန်စပွန်ဆာပေးတာလေမမိုးရဲ့အဲ့ဆိုရင်လေအကားတက်နေတော့မစိုးနဲ့လေစင်ပေါ်ရောက်မှစိုးခိုင်းပေါ့ငါပြောလိုက်ပါမယ်အဲ့လိုတော့မလုပ်သေးတော့ငါပြောလိုက်မယ်နော်ဟိုသမီးဖာနဲ့စုကိုပြောချင်တာလေဟိုဖာဟိုတကြံမန်းတက်တကယ်ကခါမှာသမီးတက်ဆိုလို့ရတယ်ဟိုအကတိုက်တော့သမီးဆိုတော့မောတာပေါ့နော်အမတို့လည်းနားတယ်ညီးတယ်ပြီးတော့မောတာပေါ့အတန်နေနာမှာဆိုတာမဟုတ်ဘူးဖာစာသားမိတ်တယ်လို့လေအစင်ပေါ်မှာကြာမိတ်နေမှာဆိုလို့ခုတခါလေးကျင်နေကြောင်ဟုတ်တာပေါ့အဲ့ဒါနဲ့မိုင်းနဲ့မဆိုပဲဒီတိုင်းတူလေးကျင်ရောအော်မဟုတ်မိုင်းနဲ့ဆိုမှလေမိုင်းနဲ့ရင်းနှီးအောင်လို့စင်ပေါ်မှာကြာတော့လေတခါလေးပြီးသွားအောင်ဆူကကျတော့သမီးရဲ့တော့ဒီရက်ကမတရားနဲ့ကိုရှည်တယ်လေပြီးတော့အမတို့ကတဲ့အခါသမီးအတောက်လိုက်ကြည့်ပြီးတော့ဟိုအရက်ရှည်တဲ့စာကြောက်ရုပ်ကြီးလိုပဲဆိုတော့နည်းနည်းလေးမထင်မနှောင်းလေးပေါ့အဲ့လိုလေဟုတ်ဆရာမတင်တယ်လို့သမီးကရတယ်အဲ့လိုဘူးလေးအမတို့ကရဆိုအမခါးလေးကိုကော့ထားဒီလေးကိုမြစ်တိုင်းရင်လေးကိုဆွင့်ထားအဲ့လိုကရအဲ့တော့ဒီမဟုတ်အမလေးအဲ့ဒီမဟုတ်အဲ့လိုလေးအဲ့လိုမြူးလေးတော့ဒါ break down တော့ discoဒါ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 ဖြစ်ပြီးပေါ့စဉ်းစားကြည့်မှာလေဟုတ်တော့အန်ဒီခိုင်းစုသမီးလေးစုဘလို့ဖြစ်ပြီးနောက်မှရောက်နေရတော့ခလေးကဟိုစုလေးကအရက်ခါအရှိဆုံးဆိုတော့နောက်မှဆိုလဲသူ့အေးအေးစစ်စစ်တပိုင်းလောက်ပြန်မြင်နေရတာလေအမလိုက်တယ်အဲ့ဒါအရင်ရှိတော့ခုကလည်းမဆန်လို့လေသမီးတို့ရဲ့တကယ်ကားတတ်တဲ့သူလှတယ်လွတ်နဲ့နောက်ရှိရလို့ရှိရတယ်မှာသိဆောင်မှုရှိမှာပေါ့ဟဲ့ဟာသမီးလေးပါဘလို့ဖြစ်ပြီးတော့သမီးကကြောင့်မင်းကလိုက်လာတာဘလို့ဖြစ်ပြီးအောက်မှာထိုင်ပြီးစိုးနေရတော့မမီးမဟုတ်ဘူးအတန်နာတော့မှဆိုလို့တန်နာတော့မှဆိုမိုင်းနဲ့မဆိုနဲ့ဒီတိုင်းလေးတူတူလေးဆိုအန်တီကလေဒီနေ့သမီးတို့ရင်းသမားအခွင့်အကုန်လုံးကိုတကြံအတွက်နော်ပိုးတဲ့အတိုင်းမှာစိတ်ကြိုက်လိုက်ရွေးဖို့အတွက်အန်တီကလာခေါ်တာဟုတ်သမီးမိုင်းနဲ့ဆိုစုသမီးလေးတဲတုံလေးတဲလေးရှေ့မှာကရှေ့တက်ကဒါ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 အန်တီရဲ့ပိုးတဲ့အတိုင်းပိုးတိုင်းမဟီးတဲ့အိုင်တို့ပိုးတဲ့အတိုင်းကနေပြီးတော့လေသမီးတို့ဂျမ်းမကဖို့အတွက်ကိုစိတ်ကြိုက်စင်မှာသမီးတို့စိတ်ကြိုက်ကြည့်နော်ဒါလေးရလေအန်တီတို့ပိုးတိုင်းမဟီးရဲ့ချီလွန်ရကြောချိတ်နော်ဈေးနှုန်းကလေ2သိန်းကျော်နဲ့5သိန်းကျော်တိပဲရှိရဟုတ်လားတကြံဆိုရင်အရန်လာမှာနော်ဟုတ်တယ်သမီးလေးယူမယ်ဆိုလို့ရှိရင်အန်တီကဈေးလျှော့ပေးမယ်လေဟိုတကြံထွက်စင်မဲ့ဟာလေးကဟိုဘက်မှာတက်ရှိတယ်
နော်ယူစိတ်ကြယူနော်တပီရှော့ပေးမယ်တိလား ဟုတ်ကဲ့ ဟဲဒီဂျိတ်လေးလှလိုက်တာဟုတ်တယ်အဲ့ဒီဂျိတ်လေးတွေကလေအာနီတို့ပိုးတဲ့မဟီရဲ့ပွဲတက်ချီပါဂျိတ်ဝါငင်ချီစစ်စစ်နဲ့ရက်ထားတာနော်ဈေးဘယ်လောက်လို့ထင်လဲသိန်းကျော်တယ်လို့ထင်ရတယ်မလား9,000ကျော်ပဲရှိတာတကယ်တော့ငါသမီးတွေယူမယ်ဆိုလို့ရှိရင်ဈေးလျှော့ပေးမှာနော်ကြည့်ကြစိတ်ကြိုက်ကြည့် ဟုတ်တကြံစင်မဲ အချက်စင်မလည်းရှိတယ်ဒါငါသမီးယူမယ်ဆိုဈေးလျှော့ပေးမှာလို့ပြောတာ ဟိုစင်မဲဟာလေအရင်ကြည့်မယ် ဒီမှာသမီးတို့တကြံမှာစင်မဲ့အနေတို့ပိုးတိုင်းမဟီရဲ့ပိုးချီဒေဝီဂျိတ်လာလိုက်တာဟဲ့ဈေးနှုန်းကလည်း3-4သိန်းပတ်ချလည်းပဲရှိတာနော်အော်သမီးလေးတဲဆုလေးသမီးလေးတဲဆုလေးလာပါဦး တပည့်ဒီမှာအကလေးကျင်နေတာ ဒီမှာတကြံမှာဝတ်ပြတ်ကိုရွေးအောင်ဗာရွေးပွားကြီး ဟာမမေရလဲတမီးရွေးပြီးသားလေတည့်ရသားနဲ့ အေးဒါနဲ့တဲဖာလေးရော တေးဦးလေ တဲဖာ တလုံးတုံတုံတလုံးတုံတုံတလုံးတုံ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 တလုံးတုံတလုံးတုံ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  သမီးလေးနော် တလုံးတုံတုံတလုံးတုံတုံတလုံးတုံ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 တလုံးတုံမြင်လေဘာလို့တမီးအစိုးကျင့်နေအောင် အေးဗာဖြစ်လေးတင်လဲရောင်းလို့နာနေပါမယ်ခုမှလေးတကြံမှာဝတ်ဖို့တော့အမေရွေးခိုင်းနေတာလीဘာရွေးပြီးပြီလဲ အမေကိုကပြထားရဲ့အဲ့ရောင်လေးဝတ်မှာလို့ ခုတာပဲမေမေပါလို့မေပါ အဲ့ဆိုလည်းပြီးရောတုံတလုံးတုံတုံတလုံးတုံတုံတလုံးတုံ အန်တီဟာသမီးတို့လည်းအယောင်လေးရွေးရမှာလား လာတာလေးအမေစင်ပေးမှာပေါ့စင်ပေးမယ်နော်လာတာလေးကိုလေ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါ လာလိုက်ကောင်းလိုက်ပါတိန်ကျော်တိုင်းစင်လာနော် ဘာလဲသဘောကောင်းလိုက်တာ ပါရှင်3ချက်လောက်ရချင်တာ ရှုပ်ချက်တွေနဲ့မင်းတို့သားမိတွေဘာတွေလုပ်နေပြန်ပြီတော့တကြံမှာဘာတွေလုံးမို့တော့ ရှင်မသိရင်အတာနေစမ်းပါကျမရဲ့သမီးကျော်လေးကိုတကြံမှာကျမပွဲထုံမလို့ပြင်ဆင်နေတာ ဒီမှာရေဒီနေ့တော့မင်းသမီးလေးတွေနဲ့မင်းနဲ့ပြားစကန်းလေးပါလေအေးစစ်ဝင်မလား ရှင်းပါလားရှင်းလို့ပါလား ပြောမရလဲလှုပ်ချင်တာလှုပ်တော့ဟေး ရဲစစ်တင်နေတာ တိုက်အောင် ဒီကနေ့ကျွန်တော်တို့ရက်ကွက်ရဲ့ပျော်စရာတကြံမန်တက်ကိုအဆဆအရာရာအဓိကကူညီပံ့ပိုးပေးတာကတော့ပိုးထိုက်မဟီပိုးတယ်ချီတယ်မှဖြစ်ပါတယ်ခင်ဗျာအစီဆုံးမှထိုင်နေတာကတော့ပိုးထိုက်မဟီရဲ့ပိုင်ရှင်ဒေါ်ခိုင်စုမဟီဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ပိုးထိုက်မဟီရဲ့သမီးကြီးဖဖမဟီဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့သမီးငယ်လေးစုစုမဟီကွာတော့ ပြောနဲ့ပြန်မယ်အကုန်လုံးလာခဲ့မကောက် ဟဲ့ဘာဖြစ်တာလဲခါတယ် မကနိုင်တော့ဘူးကျမ ဟောတော့တကြံကြီးမှာဟဲ့မလုပ်ပါနဲ့ပွဲကြီးမှာဟဲ့ ဘာဖြစ်ရမှာလဲအမရဲ့ပိုးထဲမဟီရဲ့စပွန်ဆာပေးတယ်ဆိုပြီးသူ့သမီးတွေကိုကြည့်လိုက်အောင်လေအကောင့်စား3ကျော်တန်းနေစီစဉ်ပေးထားတာကျမတို့ကတောင်းကျော်တန်းလေးစီစဉ်ပေးထားတာကြည့်ပါ ပါတယ်ခါရဘာမှမဖြစ်ပါဘူးဟဲ့ကာပေးလိုက်ပါအဲ့လိုမလုပ်ပါနဲ့ အမကတော့ဘယ်စိတ်ဆိုးမလဲအမကလည်းကောင်းစားစီစဉ်ပေးထားတာလေလာမပုတ်လာတော့မယ်လား လုပ်ပါနဲ့အေးကာမဲ့တော့မရှိတော့ဘူးဘယ်လိုလုပ်မှာတော့ ပရိသတ်တွေကလည်းစုံနေပြီ။ဟုတ်တယ်လို့လေဗျာ။ဟိုမမခမရလဲဟိုကတဲ့နေရပဲ။ကောက်ွက်တွေလည်းအကုန်ရနေရ။တက်တာကပေးလိုက်တော့ မမိုးလည်းပိုးတိုင်းမရစင်ထားရမလား ရှာစရာကြီးဟဲ့ မိုက်ပေးမိုက် တော်နွဲ့နောင်လေးကမှာအတောင်းလိုက်မကောက်အတောင်းလိုက်မကောက်လွယ်လေးတော့သမီးအတောင်းလိုက်ဖို့စာကြောက်လို့မဟုတ်ဘူးညနာပြုံးထား ဒီနေ့ကဒီခွင့်လေးတို့ကလာစီ လက်ခေါ် ဒီကတပုတ်အနေနဲ့အလဲကြတာကတော့အားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်နဲ့ဖဖမကြီးနဲ့ပြစ်ပါတယ်ခင်ဗျာ
နောက်တစ်ခုအနေနဲ့ဟိုဟာကျမမမောအတီးဆိုလေးပါမရှင် ဆိုပါပြီခုနသူကြည့်ပဲဆိုသွားဒီတပိုးလေးကြိုက်ထားတာအကုန်လူဆိုသွားတယ် ဟာနေ ကျွန်တော်ဆိုပါပြီ အေးလို့ အနေခိုင်စုသမီးတို့ကားရတော့မလုတ်ပေးတော့ဘူးဒီပွဲလဲ ကျွန်တော်လည်းမဆိုနိုင်တော့ဘူးဘယ်နဲ့သူတို့ကြီးပဲလွန်လွန်းတယ် အော်ပါ ကာလည်းမကောက်မဆိုလည်းမဆိုတော့ဘူးလား ဟုတ်တယ် ကောင်းတယ်ပေးမိုက်ပေးခဲ့ငါဆိုတတ်တယ်ငါသမီးနဲ့ရောကတတ်တယ်ကွက်တိပဲပေးမိုက်ပေးခဲ့သမီးတက် ဦးလေးလုတ်ပါဦး ဟုတ်ဘာဖြစ်လာတော့က ဦးလေးသမီးနှစ်ယောက်လေရက်ွက်ထရမန်းထဲမှာထိမ့်နေရတော့လို့အဲ့လိုက်ထိမ့်ပေးပါဦး ဟောသူတို့မေပါတယ်မဟုတ်ဘူးလားအဲ့ဒီမှာ သူ့အမေကပိုဆိုးနေတာ ဟဲလက်ကမလက်ဆက်လူပါပြီဒီမကောင်းရှိဘူးလေအခုစေ မစင်းတော့ရှင်းရပါလို့ရှင် ဟောမစင်းတော့ဘာလို့ချင်တော့လားတွေ့လေ မင်္ဂလာပါရှင်ပိုးထိုက်မဟီပိုးတဲ့ချီတဲ့ဆိုင်အောင်မန္တလေးမြို့မနော်ဟရီ130လမ်း6465ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်ပိုးထိုက်မဟီရဲ့ပိုးတဲ့ချီတဲ့များဆိုရင်ကိုပိုင်ရက်ကန်းယုံကိုပိုင်ဒီဇိုင်းကိုပိုင်တန်းထွက်အထည်များပဲဖြစ်ပါတယ်ရှင်အခုမိုးဝတ်ထားသလိုပိုးချီဒေဝီဂျိတ်လေးရဆိုရင်ပိုးထိုက်မဟီရဲ့ထုတ်ကုန်အသစ်ပဲဖြစ်ပါတယ်ရှင်မုံဝတ်ထားသလိုသူတို့သမီးပုံအလူမပုံရင်ကန်လေးတွေနဲ့ချုပ်ဝလို့ရအောင်ဂွင်းကျဲခက်လုပ်ပေးထားပါတယ်ရှင်ဈေးနှုန်းအပြင်3-4သိန်းဝန်းကျင်ရှိပြီးတော့အလူပွဲမင်္ဂလာပွဲတွေမှာတင့်တယ်ဝင်ကြွားစွာဖြင့်ဝတ်ဆင်နိုင်ပါ